Okay မင်္ဂလာပါဝိတ်ပြန်တင်ရတော့မယ်ဝိတ်ကတင်ရတော့မယ်ဘာလို့လဲဆိုတော့ဝိတ်ချတာနည်းနည်းများသွားတယ်အခုပြန်ရောက်ချင်းငါးငပိချက်ချက်စားတယ်ငါးငပိချက်ဒါကကက်ကရစ်ပေါ့နော်ထိုင်းရဲ့ကက်ကရစ်ငါးပေါ့ထိုင်းကက်ကရစ်ငါးကိုငပိချက်ချက်တယ်ဗမာပြည်ကပါလာတဲ့ငပိရည်နဲ့ငပိချက်ချက်စားတယ်ဒါခန်းချစ်သီးကြော်လေးရှိတယ်ဒါကမုံလာဦးတိုးစရာမြင့်ပြုတ်တခွားပြီးနော်စားမယ်ဝိတ်တင်မယ်နော်နည်းနည်းတော်ပြီဆိုရင်ပြောကြနော်ပြည့်ပြီပါညာဆိုရင်ပြောနော်အဲ့တော့အားရပါစားမယ်နော်အားရပါစားမယ်ဗမာသမင်းကိုတအားကြိုက်တယ်ဗျာဗမာသမင်းကိုတကယ်ကိုရှေ့ကြိုက်တယ်နော်ဒါငပိချက်ဒီမှာအရေးရွှဲနဲ့နော်အရေးရွှဲလေးနဲ့စားမယ်နော်ဒီမှာနန်းမင်းလေးနဲ့နော်တော့တခွားပြီးတို့မယ်ကောင်းတယ်